တာမညာကိုရောက်ရင်တက်တက်လို့ထမင်းကစားကိုစားမှာပဲဖြစ်ပါတယ် ပေးမသားနဲ့ပေးရချင်း ဒါကတော့ကျွန်တော်အကြိုက်ဆုံးအကြိုက်ဆုံးပါကျွန်တော်အကြိုက်ဆုံးပါပဲခင်ဗျာစားကြပါအောင်ခင်ဗျာကျွန်တော်တော့တာမညာကိုရောက်ရင်လူလေးစားမှာကြပါတယ်ကဲမစားတာတော့ကြာပြီ9နှစ်လောက်ရှိပြီကျွန်တော်9နှစ်လောက်ရှိပြီစားချလာလောကောင်းတော့လုံကောင်းတော့ပါအဲ့ဒါပါတော့ကတော့စားရအောင် အောက်မှာစားတယ်အောက်လမ်းကြည့်ရတယ် အရင်ကောအလုံးကောဆယ်ကောရှယ်ပါပဲခင်ဗျာကျွန်တော်ကြိုက်တော့ရတာလေးပါပဲခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့